Marvel Comics စကြဝဠာတွေက mutant တချို့ villain လူဆိုးဖြစ်သွားရတဲ့နောက်ခံအကြောင်းရင်းတွေဟာစိတ်ဝင်စားဖို့ကောင်းတယ်လို့စာနာစရာလည်းကောင်းပါတယ်။သူတို့ဟာမွေးရပါပုံမှန်မဟုတ်တဲ့စွမ်းအားတွေကြောင့်လူဖွဲ့စည်းရဲ့ညှင်းပယ်ခြင်းကိုခံရရင်းကနေလမ်းမရောက်သွားကြတာများပါတယ်။အဓိကအကြောင်းရင်းတွေကိုအသေးစိတ်ခွဲခြားပြရရင်အောက်ပါအတိုင်းဖြစ်ပါတယ်။လူဖွဲ့စည်းရဲ့ခွဲခြားဆက်ဆံမှုနဲ့ကြောက်ရွံ့မှု prejudice and fear mutant villain တော်တော်များများဟာကနဦးမှာလူဆိုးတွေမဟုတ်ကြပါဘူး။ဒါပေမဲ့တာမန်လူသားတွေကသူတို့ရဲ့စွမ်းအားတွေကိုကြောက်ရွံ့ပြီး mutant တွေကိုလူဒူဆန်ဘီလူတတဝါတွေဖြစ်သတ်မှတ်ကနှိပ်စက်ကြဖယ်ကျင်ကြပါတယ်။အကျိုးဆက်ဒီလိုခွဲခြားဆက်ဆံမှုတွေဖိအားများလာတဲ့အခါသူတို့စိတ်ထဲမှာလူသားတွေကိုနာကျည်းလာပြီးရန်သူလိုသဘောထားကတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ရှင်သန်ရေးနဲ့ခုခံကာကွယ်မှု survival and self defense Magneto လိုမျိုးအဓိက villain ကြီးတွေရဲ့အဓိကတွန်းအားကတော့သူတို့မျိုးနွယ်စု mutants တွေမျိုးတုံးမပြောက်ကွယ်သွားဖို့ဖြစ်ပါတယ်။ Magneto ဟာငယ်စဉ်ကဂျူးလူမျိုးတဦးအနေနဲ့နာဇီတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရသူဖြစ်ပါတယ်။အကျိုးဆက်လူသားတွေဟာ mutant တွေကိုမျိုးတုံးအောင်တက်ဖြတ်လိုက်မယ်လို့သူကယုံကြည်ထားပါတယ်။ဒါကြောင့်မတက်ခင်အရင်သက်ဆိုတဲ့ပုံစံမျိုးနဲ့ mutant တွေရဲ့ရှင်သန်ရေးအတွက်လူသားတွေကိုပြန်လည်တိုက်ခိုက်တဲ့ villain ဖြစ်လာခဲ့တာပါ။စွမ်းအားကိုထိန်းချုပ်မရခြင်းနဲ့စိတ်တန်ရာ uncontrollable powers and trauma mutant တချို့ဟာသူတို့ရဲ့စွမ်းအားတွေပေါ်ပေါက်လာတဲ့အချိန်အထူးသဖြင့်ဆယ်ကျော်သက်အရွယ်မှာပြင်းထန်စိတ်တန်ရာရသွားတတ်ကြပါတယ်ဒီပုံမှာမိမိရဲ့စွမ်းအားကြောင့်မိဘဒါမှမဟုတ်ချစ်ရသူတွေကိုမတော်တဆထိခိုက်မိတာမျိုးရှိတတ်ပါတယ်အကျိုးဆက်ဒီလိုစိတ်တန်ရာ trauma ကြောင့်စိတ်ပိုင်းဆိုင်ရာဖြစ်စီးသွားပြီးလမ်းမရောက်ကကဘာကြီးတစ်ခုလုံးကိုအန်ဒီလိုမြင်လာကြပါတယ်လက်နက်အဖြစ်အသုံးချခံရခြင်း exploitation and weaponization အစိုးရလူဝက်အဖွဲ့အစည်းတွေနဲ့သိပ္ပံပညာရှင်တွေဟာမူတန်တွေကိုလူသားတစ်ယောက်လိုမဆက်ဆံဘဲစစ်လက်နက်တစ်ခုလိုသဘောထားပြီးဖန်ဆီးစမ်းသပ်လေးရှိကြပါတယ်အကျိုးဆက်ပြင်းထန်လာတဲ့တခွဲခန်းစမ်းသပ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေနဲ့အုံနောက်ဆေးကြောခြင်း brainwashing တွေကိုခံရတဲ့အခါသူတို့ရဲ့စာနာစိတ်တွေပျောက်ဆုံးသွားပြီးရက်စက်တဲ့လူသက်သမား villain များဖြစ်လာကြပါတယ်တာလွန်ခဲ့မှုစိတ်သက် mutant supremacyတချို့ mutant တွေကြတော့ဥပမာ apocalypse သူတို့ရဲ့စွမ်းအားတွေဟာလူသားတွေထက်အစပေါင်းများစွာတာလွန်တဲ့အတွက် mutant တွေဟာသာကဘာဦးကလေးကတဘာဝတရားကရွေးချယ်ထားတဲ့မျိုးနွယ်စုအစစ်အမှန်လို့ခံယူထားကြပါတယ်အကျိုးဆက်သူတို့အမြင်မှာလူသားတွေဟာအားနည်းပြီးတနာစရာကောင်းတဲ့တတဝါတွေဖြစ်လို့ကဘာကြီးကို mutant တွေကပဲအုပ်ချုပ်ရမယ်ဆိုတဲ့အယူဆနဲ့လူသားမျိုးနွယ်ကိုဖျက်ဆီးဖို့ကြိုးစားကြပါတယ်အနှစ်ချုပ် mutant villain အများစုဟာမွေးရပါဗီဇဆိုးလို့မဟုတ်ပဲလူဖွဲ့စည်းရဲ့အမုန်းတရားရှင်သန်လိုမှုစိတ်ဓာတ်နဲ့ရရှိခဲ့တဲ့စိတ်တန်ရာများကြောင့်သာပတ်ဝန်းကျင်ရဲ့ဖိအားပေးမှုအောက်မှာလူဆိုးများဖြစ်လာခဲ့ကြတာဖြစ်ပါတယ်